ဟိုနေ့ကဗီဒီယိုမှာပြောခဲ့တယ်လို့ပါပဲ Bialik Crow ဆိုတာကျွန်တော်တို့အခြေတောင်အာရှအင်ဒိုနီးရှားကြီးကန်းငှက်တစ်မျိုးဖြစ်ပါတယ်တော်တော် smart ဖြစ်တဲ့ငှက်ပါခရမ်းအောင်ကြီးကန်းဆိုတော့ inspiration ကိုကျွန်တော် color ကိုအရင်စဉ်းစားပါတယ်ဆိုတော့ကျွန်တော် homemade butterfly pea syrup လုပ်ပါတယ် special ingredient အနေနဲ့ gas တွေကို present လုပ်လို့ကောင်းအောင်ကျွန်တော် run ကို pineapple နဲ့ infuse လုပ်ပါတယ် run ဆိုတာကျွန်တော်တို့အာချတက်နဲ့ဆက်ဆက်မှုရှိတဲ့အရက်တစ်မျိုးပါကြံလေး pineapple ဆိုတာလည်းကျွန်တော် tropical fruit တစ်မျိုးဖြစ်ပါတယ် Indonesia ဆိုတာလည်းကျွန်တော် tropical country တစ်ခုပါတနည်းနဲ့တော့ဆက်ဆက်မှုရှိပါတယ်ပြီးရင်ကျွန်တော် liquor တစ်မျိုးရွေးပါတယ် maraschino ပါကြီးကန်းငှက်တွေက sherry တီးကိုမကြိတ်စားအကြောင်းမရှိပါဘူးအဓိက ingredient တွေက the Bialik Crow နဲ့ဆက်ဆက်မှုရှိတယ်လို့ခံစားပြီးတဲ့နောက်ပေါင်းဆက်လို့အဆင်ပြေတဲ့အရသာရှိနိုင်တယ်လို့ခံစားပြီးတဲ့နောက်မှာတော့ကျွန်တော် floral sherry နဲ့ပါပါလေးနဲ့ sour style easy to drink cocktail တစ်ခွက်ဖန်တီးဖြစ်ခဲ့ပါတယ် Okay ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာ spicy parrot နဲ့ပြန်တွေ့ကြပါမယ်အားလုံးပဲ see you ပါ